နောက်ထပ်အချုပ်ကလေးလေနောက်ထပ်တစ်ဆင့် level တက်လို့ရတဲ့ဒီ range strategy ဆိုတာလေးကျွန်တော်ပြောပြီးရင်တော့ရပြီဗျာ REIN range ဆိုတာခုနဒီနံပါတ်1နဲ့2ကလေကျွန်တော်တို့ကခုန accept လုပ်တာကိုပဲဆိုလိုတာ recognize ဆိုတာဒီအနေထားလေးကိုကျွန်တော်တို့ကဖြစ်နေတာလေးကိုဟိုသူကတိလိုက်တော့လက်ခံလိုက်တယ်ဆိုတာကတော့ဒီ mindful ဖြစ်ပြီးတော့အာယုံစိုက်ပြီးတော့တိလိုက်တယ်ဆိုတဲ့ဟာကခုန acceptance သဘောမျိုးနဲ့တူတယ်ဒါမဲ့လို့သူကအဲ့ဒီအခြေအနေကိုကိုကလက်ခံပေးတယ်အလောင်းလုပ်လိုက်တယ်ကို့ဘွားထဲမှာဒီလိုအနေထားလေးတွေလည်းရှိတယ်ဆိုတာလေးကိုလက်ခံပေးထားတယ်လက်ခံပေးထားပြီးရင်ဘာဆက်လုပ်မလဲဆိုတာပိုကောင်းအောင်လုပ်ဖို့အတွက်ကို investigate ကျွန်တော်တို့ကနီးလန်းနေရှာတာပေါ့ပြဿနာဆိုလည်းဖြေရှင်းမဲ့နီးလန်းနေရှာတာပေါ့နော်အဲ့လိုလေးတွေရှာလိုက်တယ်ဒီခက်ခဲကကြော်လွှားသွားအောင်ဆိုပြီး investigate လုပ်လိုက်တယ်အခက်ပြီးရင်အဲ့ဒီဟာကိုဒီပြဿနာဖြေရှင်းမဲ့နီးလန်းကိုကျွန်တော်တို့ကအားထုတ်တယ်ဒီနီးစနစ်ကိုဟိုအကောင့်ထဲပေါ်လိုက်ခြင်းအပြင်ပိုကောင်းတဲ့အနေထားရောက်သွားပြီပေါ့နော်နားချလှုပ်လိုက်တယ်ဆိုတော့ REIN range အနေနဲ့ပြောလိုက်တယ်ဆိုရင်တော့ recognize allow investigate နားချဆိုပြီးတော့ပြောလိုက်တယ်ဆိုရင်လည်းပြဿနာပြေလေတယ်ခုနအပေါ်မှာကတော့ကျွန်တော်တို့က acceptance အဆင့်ဆိုတာ recognize နဲ့ allow အဆင့်ရှိသေးတာပေါ့အခုကတော့ဒီပြဿနာကိုကြော်သွားပြီးတော့ပြဿနာထဲမှာလည်းတဝဲဝဲလဲနစ်နေတာမျိုးမဟုတ်တော့ဘဲနဲ့ထွက်ပေါက်ကိုရှာတယ်ဖြည့်ရှင်းမဲ့နီးစနစ်ကိုကြည့်တယ်အဲ့ဒီအဖြေတွေတွေကမှကိုယ်နဲ့အသက်တော်ဆုံးနီးရပါလဲဆိုတော့ရွေးထုတ်ပြီးတော့လှုပ်သွားလိုက်တာပေါ့နားချလှုပ်လိုက်တယ်ဆိုလို့ရှိရင်လေဒါကိုယ့်ရဲ့ liberation ဒီ emotionally physically mentally spiritually အကုန်လုံးကလွတ်လပ်တဲ့လွတ်မြောက်တဲ့အနေအထားကိုရောက်သွားတာပေါ့ဟုတ်အဲ့လိုမရောက်နိုင်လို့ရှိရင်တော့ကျွန်တော် vulnerable အဆင့်မှာပဲရှိနေသေးတယ် vulnerable အပေါ်ပိုင်းဆိုရင်တော့လေ vulnerable ဆိုတာကကိုကမီးပြက်ရင်ကိုခက်ခဲရှိရင်ကိုယ့်အခက်ခဲတဲ့ down ကိုကခံရတယ်အဲ့အခက်ခဲမရှိတော့မှကိုကလွတ်မြောက်တာတကယ်ကိုလုံးဝလွတ်မြောက်သွားတဲ့ဟာကြတော့ကိုကဥမာကျွန်တော်ကမိုးတွေရမ်းသေးနေတယ်မုန်တိုင်းတွေထမ်းနေတယ်ဆိုရင်လောလောဆယ်ထီးဆောင်လိုက်မယ်အရိပ်အမိုးအောက်ကိုဝင်လိုက်တယ်လွတ်သွားတယ်ဒါမဲ့လို့အပြင်မှာမိုးကရွာနေတော့မယ်ဒါမဲ့ကျွန်တော်တို့ကအဲ့ဒီအခြေအနေမှာဥမာဆိုကြပါစို့ဂျက်လေရင်နဲ့ဟိုအပေါ်မှာရောက်နေတဲ့လူဆိုလို့ရှိရင်အဲ့တိန်တွေရဲ့အပေါ်မှာကိုရောက်နေတာမိုးတွေအောက်မှာသူကသူတဲကျင်တာတဲကိုကအဲ့အပေါ်ကလူကမသိဘူးကိုနဲ့လည်းမဆိုင်ဘူးကိုကအဲ့တက်မြင့်သွားတာပေါ့ကျွန်တော်တို့ကဒီ I am bigger than the problem ဆိုပြီးကျွန်တော်ဖြစ်အောင်ကြိုးစားကြတာပေါ့လေပြဿနာတော့ရှိတယ်ဒါပေမဲ့ကိုကပြဿနာတက်ကိုကပိုကြီးနေတဲ့ခါကျတော့ပြဿနာလို့နေရှင်ကြီးလိုက်တော့သေးသွားတာကို့အတွက်ကအေးဆေးကြော်သွားတယ်ကွာသူ့ကိုရှိလို့ရှိမှန်းအောင်သဘောမထားမိတော့သူကသူအစဉ်ပြေးနေတာဆိုတော့လေအဲ့လိုမျိုးထိသွားဖို့တော့မျောလင့်တာပေါ့ဗျာမျောလင့်တယ်ဆိုတော့ဒီပြဿနာကအများနဲ့ဆိုင်နေကိုတယောက်တည်းမဟုတ်ဘူးကိုနဲ့ကိုတစ်ခုတူးတယောက်တည်းအတွက်ကွက်ပြီးတော့ပြတ်တာမဟုတ်ဘူးတိန်နဲ့ကွက်ပြတ်တာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီပြဿနာကိုဒါရိုက်ကြီးဖြေရှင်းလို့မရဘူးမိအများနဲ့လာနေဖို့တို့အများတန်းကြီးအစဉ်ပြေနေဖို့လုပ်လို့မရဘူးဘာပဲလုပ်လို့ရတော့ဆိုတော့သူကသူပြက်ပြက်မပြက်ပြက်ကိုကအေးဆေးပဲဂူကိုမဆိုင်ဘူးနေလို့ရတယ်ဆိုတာမျိုးဖြစ်သွားလို့ရှိရင်ကိုကပြဿနာတွေကြီးသွားတာပြဿနာကိုသေးအောင်သွားလှုပ်ယူကြမလို့ကိုကြီးသွားရင်သူကသူလူတယောက်သူ့ဘက်ကသေးသွားတဲ့ပုံစံကိုကျွန်တော်တို့လှုပ်လိုက်တာပေါ့ကိုကမုံတိုင်းနေထန်လဲအဲ့ဒီအထက်မှာသွားပြီးဖြစ်အောင်နေလိုက်တာပဲပေါ့အဲ့လိုကတော့ခုနပြောသလိုကြင့်ယူရတဲ့ဟာတွေကကျွန်တော်ခုနပြောတဲ့နီလန်းတွေရှာမယ်ကိုနဲ့အကိုက်ညီဆုံးနီးစနစ်တွေရှာမယ်လက်တွေ့လှုပ်ကြည့်မယ်ဆိုပြီးတော့ rain နဲ့ပြန်ချုပ်လိုက်တာဗျာခုနအဲ့တော့အသေးစိတ်အနေနဲ့ကတော့ခုန grounding exercise တွေလုပ်လို့ရတယ်ဒေါသဖြစ်တဲ့ anger ကိုဖြည့်ရှင်းတဲ့နီးစနစ်တွေရှိတယ်ကျွန်တော်တို့ကတခြားဘာဂိန်းနီးလုပ်ယူတဲ့နီးစနစ်တွေကိုကဒါမလုပ်ရရင်တခြားဟာလေးလုပ်လို့ရတာတွေမီးပြက်လဲလုပ်လို့ရတဲ့ကိစ္စလေးတွေမီးလာအောင်ကိုဖန်တီးမဲ့မီးဆက်ပဲလာဘလို့လဲဆိုတော့နီးစနစ်ကလေးတွေအဲ့ဒီအချိန်မှာပင်ပန်းတာလေးတွေ stress တွေကိုကြော်လွှားရမယ် depression ဖြည့်ရှင်းတဲ့နီးစနစ်တွေ acceptance ငါတော့ခုန next level ထိရောက်သွားတဲ့ဟာ forgive and forget ဖြစ်သွားသည်ထိရပြီဆိုလို့ရှိရင်တော့ပြေလည်သွားပါပြီဒါပေမဲ့လက်တွေ့အခုလိုပြောလိုက်ုံနဲ့တော့မပြီးဘူးပေါ့ဗျာသဘောတရားတင်ပုံဖဲနဲ့ကိုကဒါကိုဆက်ပြီးတော့လေ့ကျင့်သွားမယ်ခုန nurture လုပ်သွားဖို့တော့လိုတာပေါ့ကျွန်တော်ဒီမှာပဲရက်လိုက်မယ်လေနှလုံးသွင်းပြီးတော့စိတ်ထဲမှာလက်ခံနိုင်သွားပြီဆိုလို့ရှိရင်တစ်ဆင့်အောင်မြင်သွားတယ်တချို့တွေကဗျာအဲ့ဒီလေခုနပြောတဲ့ nurture လုပ်တယ်ဆိုတော့မိဆက်ကြီးဝယ်လိုက်မှဘာဂိန်းကြီးလုံးနိုင်လိုက်မှဟိုဆိုလာတက်နိုင်လိုက်မှမဟုတ်ဘူးဗျာနော်ကျွန်တော်လည်းအဲ့မှာအိမ်မန်းမြန်မာပြည်မှာအခုရှိနေပြန်လာတော့မှာပါပဲအရင်ရှိနေတုန်းကလည်းပဲဆိုလာလည်းမတက်ပါဘူးမိဆက်လည်းပဲတန်နေဆူလုံးတော့တိတ်မနှိုးပါဘူးဟွာတော့ရှိတာ inverter battery တွေတော့ရှိတာပေါ့လေဟို
ဓာကြီးကိုခေါင်းထဲမှာထည့်ကိုမထားတော့တာဗျသူကလာချင်းလားမလာချင်းနေဒီမှာနေရတော့ဒီလိုခက်ခဲကြုံမှာပဲဆိုပြီးထားလိုက်ပြီးတော့လွှတ်ချထားလိုက်တာ let it be လွှတ်ချထားလိုက်တာဘာပဲလာနေနေ is okay alright ဆိုပြီးတော့အဲ့ဒါလေးကိုပဲစိတ်ထဲမှာယွတ်လိုက်တော့တယ်အစာပိုင်းတော့လှုပ်ယူရတယ်နောက်ပိုင်းကျသူ့ဟာသူဖြစ်သွားတာရေးမှတ်ပြီးတော့တနားကြီးဆိုလာတော့မယ်ဟေ့ဆိုရင်မမျောလဲမမျောတော့ဘူးမမျောဘူးဆိုတော့ထင်မျောထားပြီးတော့မလာလို့ရှိရင်ရမယ်ပင်ပန်းမှုလည်းမဖြစ်တော့ဘူးဗျာသူကမျောလင်းချက်ရှိမှကိုယ်လိုဆန္ဒအတိုင်းမကိုက်လို့ရှိရင်ပင်ပန်းတာ哦ငကွာမှဘာမှမျောလင့်ထားတာမရှိတော့ဘာမှလည်းပင်ပန်းစရာလည်းမရှိဘူးအဲ့လိုဖြစ်သွားတာလေအဲ့ပေါ့အဲ့ဒီအခက်ခဲကိုဖြေရှင်းမဲ့ solution ဆိုတာလည်းအဲ့ဒါပေါ့အဲ့ဒါကိုတော့ကျွန်တော်တီးတန့်ကြီးမဆွေးနွေးတော့တာလေကိုယ့်ဘက်ကခုနပြောသလိုမီးပြန်ရင်ပျက်စီးသွားနိုင်မဲ့ဟာတွေစားတောက်တွေရှိတယ်ဒါတွေကတော့ကျွန်တော်တို့ကတခုစီမံထားမှာပေါ့နော်ဒီတိုင်းလိုက်ကြီးအဆင်ပြေပါတယ်ဆိုလက်ခံနေလို့တော့မရဘူးကိုလုပ်တဲ့လုပ်ငန်းနဲ့ဆက်ပြီးတော့ကိုလိုအပ်တယ်ဆိုလို့ရှိရင်လိုအပ်တာကိုလက်ခံမယ်အဲ့ဒါမှမှုတ်သေးဘူးဆိုလို့ရှိရင်လည်းပဲမီးမလိုတဲ့ပဲလုပ်လို့ရမယ်လုပ်ငန်းမျိုးကိုလည်းကိုကတွဲလုပ်မယ်သူ့တခုတည်းကိုမိကိုးနေတာမဟုတ်တော့ဒါကတော့ဒါကိုဟွာတွေ solution တွေကအခြေအနေကိုမူတည်ပြီးတော့ဘယ်လိုလုပ်လို့ရမလဲဆိုတာပုံစံမျိုးစုံရှိမှာပေါ့ဗျာအဲ့ဒီဟာတွေကိုကျွန်တော်တို့ကဒီမှာတော့အသေးအကျယ်တုံးရင်ကြီးမဆွေးနွေးဘူးတော့လေဒီနေ့ကတော့ကျွန်တော်တို့ကအဲ့ဒီခုနပြောတဲ့အဆင့်တွေ stages တွေမှာကိုကအဲ့ဒီဟာတွေကိုမကြော်နိုင်သေးပြီခက်ခဲနေတယ်ဒီထဲမှာပြဿနာထဲမှာလဲနေတယ်ကြော်နိုင်သွားပြီဆိုလို့ရှိရင်တော့ဒါကိုအတွက် easy going ဖြစ်သွားပြီဆိုတဲ့ဟာလေအဓိကပြောချင်တာဗျ